မြောက်အောင်ကျွေးဝေပြုသူစောင့်ရှောက်ခဲ့ပါတော့သားတို့သမီးတို့ရဲ့ခန္ဓာဝင်ရှင်အဖေနဲ့အမေအဖေနဲ့အမေရှိတဲ့တော့အဖေမြတ်တာအမေကျေးဇူးတွေအနေနီးလို့မတိရခဲ့ဘူးလေအနေဝင်းလေတော့အတောင်ကျိုးငယ်ငယ်မျက်နှာငယ်နဲ့အဖေကိုတောင်းတအမေကိုလည်းမဆလို့လွှမ်းရပါပြီလေအဖေနဲ့အမေကို